မင်္ဂလာပါကျွန်တော်တို့ G47 ကနေပြီးတော့ကြိုလိုက်ပါခင်ဗျာအားလုံးမင်္ဂလာနေ့တစ်ဖြစ်ပါစေလို့လည်းဆုတောင်းပေးပါတယ်ဒီနေ့ကျွန်တော်တို့ရေးထားဆိုပဲပေါ့ contact လေးကတော့ Japan Youth Data လေးတွေဘယ်လိုရွေးကြမလဲဆိုတဲ့ကောင်းစင်လေးအောက်မှာကျွန်တော်ဆွေးနွေးပေးမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့တော့ဒီနေ့စဉ်းစားထားတာပေါ့နော်၃ချက်စဉ်းစားထားပါတယ်တစ်ကတော့ရုပ်ထွက်ပေါ့နော်နှစ်ကတော့အတန်ပိုင်းသုံးကတော့ဒီဘာကတ်မကတ်ပေါ့နော်အဲ့ဒါလေးတွေပုံမူတည်ပြီးတော့ကျွန်တော်၃ချက်ကိုဆွေးနွေးပေးမှာဖြစ်ပါတယ်ရုပ်ထွက်ကတော့ဒါတော်တော်များများတော့မျိုးမျိုးပေါ့နော်တချို့ကြောင့်လည်းရုပ်ထွက်တန့်မှချောမှလှမှကြိုက်တာလေးရှိတယ်တချို့ကြောင့်လည်းရုပ်ထွက်အလဲလက်ဆိုရပါတယ်တချို့ကြောင့်လည်းရုပ်ထွက်မလို့အတန်ပိုင်းကောင်းရပြီပါညာပေါ့နော်ဒါကတော့ကိုအားတန်ရပေါ့နော်ကိုသုံးမဲ့ဘတ်ဂျက်ပေါ်မူတည်ပြီးတော့ဂီတာလေးတွေကိုရွေးချယ်လို့ရတယ်ဒုတိယအနေနဲ့ကကြတော့ကျွန်တော်အတန်ပိုင်းပေါ့နော်အတန်ပိုင်းကလည်းနည်းနည်းလေးအရေးကြီးသွားပြီကျွန်တော်တို့ဒီ store ရှိတဲ့ဂီတာတွေပေါ့နော်ကျွန်တော်ဆိုင်မှာပဲဖြစ်ဖြစ်တခြားပဲဆိုင်မှာဆိုတော့နော် store ရှိတဲ့ဂီတာလေးတွေမှာကိုသုံးချင်တဲ့ budget ထဲမှာဂီတာက9လက်ရှိတယ်ဆိုလို့ရှိရင်9လက်လုံးတီးကြည့်ပါ10လက်ရှိလို့ရှိရင်10လက်စိုက်ကြည့်ပါပေါ့နော်အဲ့လိုပြောအဲ့ဂီတာတွေထဲမှာသူကအတန်မတူပါဘူး9လက်ထဲမှာအကောင်းဆုံးတစ်လက်ရှိနေလိမ့်မယ်10လက်ထဲမှာလည်းအကောင်းဆုံးတစ်လက်ရှိနေမယ်ဈေးတူ model တူ brand တူရင်တော့မှဂီတာကောင်းကောင်းတစ်လက်ပို့ပြီးတော့ပိုကောင်းမွန်တဲ့တစ်လက်ဆိုတာရှိပါတယ်အဲ့ဒီကရွေးချယ်ပါbeginner အနေနဲ့ကိုယ်တိုင်မတီးတတ်သေးဘူးဆိုလို့ရှိရင်လည်းဒီကိုယ့်ထက်ပိုကျွမ်းကျင်တဲ့သူခေါ်ပြီးတော့ရွေးချယ်ပါဒါမှမဟုတ်လို့ရှိရင်ပဲပေါ့ဆိုင်မှာရှိတဲ့တာဝန်ခံတွေကိုဦးညီတောင်းပြီးရွေးချယ်ခံလို့ရပါတယ်အတန်ကောင်းတဲ့ဂီတာလေးတွေကိုရွေးချယ်တဲ့အခါမှာကျွန်တော်တို့အဲ့လိုတစ်လက်ရှိရင်တစ်လက်တီးကြည့်ကျွန်တော်2လက်ရှိရင်2လက်တီးကြည့်3လက်ရှိရင်3လက်ဒီပေါ့တစ်လက်တီးသမားနဲ့2လက်တီးသမားနဲ့မတူဘူးတစ်လက်တီးပြီးတော့2လက်တီးလိုက်တဲ့အခါကျလို့ရှိရင်အတန်ကနည်းနည်းကွဲရဆိုတာစိတ်ကခံစားမိတယ်ဒီကျွန်တော်နားကနေပြီးပေါ့နော် earring ကနေပြီးကျွန်တော်ဝင်လာတဲ့အတန်ကိုမူတည်ပြီးတော့ကျွန်တော်တို့3လက်မြောက်တီးတဲ့အခါမှာအတန်တစ်မျိုးဖြစ်သွားလိမ့်မယ်4လက်မြောက်တီးအဲ့ထဲမှာမှပြန်ပြီးတော့ရေးချယ်တာပေါ့နော်တစ်ခေါက်တီးပြီးသွားလို့ရှိရင်နောက်တစ်ခါလောက်တီးကြည့်တီးကြည့်တဲ့ခါကျလို့ရှိရင်ပူကောင်းတဲ့ဂီတာလေးကိုယ်နဲ့အသားကျတဲ့ဂီတာလေးတစ်လက်ရှိရည်အဲ့တော့အဲ့ဒါလေးလည်းမျိုးလေးတီးကြည့်ပါ9လက်ရှင်9လက်တီးကြည့်ပါ10လက်ရှင်10လက်တီးကြည့်ပါအမျိုးအစားတူ brand တူဈေးတူတယ်ဆိုလို့ရှိရင်အကုန်လုံးတီးကြည့်ရှိပါတယ်ဒါကတော့ကျွန်တော်အတန်ပိုင်းပေါ့နော်အတန်ပိုင်းကကျွန်တော်ခုနပြောသလိုပဲကိုယ်တိုင်မတီးတတ်သေးလို့ရှိရင်ကျွမ်းကျင်တဲ့သူခေါ်လာပြီးတော့ရွေးချယ်ပါဒါမှမဟုတ်လို့ရှိရင်ဆိုင်မှာရှိရဲ့သက်ဆိုင်ရာသူတွေကိုဝင်ကြီးတောင်းပါရွေးချယ်ဖို့တော့ပေါ့နော်တတိယအနေနဲ့ကကြတော့ကျွန်တော်တို့ဒါဘာကတ်အရင်ကောင်းလားဟိုဘာကတ်တာလေးလိုချင်တယ်ဘာညာပေါ့နော်ဘာကတ်တာတော့ကောင်းတယ်ဘာကတ်တာတကယ်ကောင်းတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဘာကတ်တီးတာလေးကြိုက်တယ်ပေါ့နော်ဘာကတ်ချင်းရဲ့အကျိုးထဲမှာကျွန်တော်တို့ဘာကွဲသွားလဲဆိုတော့သူကဒီကောင်းကျိုးရှိလို့စိုးကျိုးလည်းရှိတယ်ဘာကတ်သွားလို့ရှိရင်ကျွန်တော်တို့ကျိုးနဲ့ဒီပေါ့နော်ကျွန်တော်တို့ဒီဆောင်းကုန်းနဲ့ဂီတာအပေါက်ပေါ့နော်ဂီတာအပေါက်နဲ့နီးသွားတဲ့အတွက်အတန်ကနည်းနည်းလေးဝစ်သွားတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီဂီတာကို strumming ပေါ့နော် rhythm ကိုခပ်ပြင်းပြင်းတက်ချင်တဲ့တီးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ bass line ထွက်တယ် bass line ဆိုကျွန်တော်ကျိုးညှိရတာပေါ့နော်ဘာနဲ့ကျိုးနဲ့ရိုက်တယ်လားလွှဲလိုက်တဲ့ခါမှာရိုက်တဲ့တာပေါ့နော် bass line ထွက်တယ်ကွယ်ချင်းတွေထောက်ပြီးတီးကြည့်မယ်ဆိုလို့ရှိရင်တော့မထွက်ဘူးဒါပေမဲ့ rhythm ကိုခပ်ပြင်းပြင်းကျွန်တော်တက်ချင်ပြင်းပြင်းနဲ့တီးလိုက်တဲ့ခါကျရင်ထွက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကိုယ်တိုင်လည်းထွက်တယ်ကျွန်တော် local ကဆရာကြီးတွေမဟုတ်ဘူးကျွန်တော်နိုင်ငံခြားမှာရှိတဲ့ဆရာကြီးတွေအကုန်လုံးလည်းပါကတ်ဆုံးတီးတဲ့ခါကျတော့အကုန်လုံးထွက်ပါတယ်ဒီတန်းပေါ့နော်အဲ့တော့ကျွန်တော်နေတော့ဘာကတ်တာကောင်းလို့မလို့ဘာကတ်တာကောင်းတယ်ကျွန်တော်တို့ဒီအားနည်းချက်ဖြစ်တဲ့ဒီ best time ထွက်တာနဲ့ကျွန်တော်တို့ဒီအတန်နည်းနည်းလေးဝတ်သွားတဲ့ဟာကိုတော့လက်ခံနိုင်တယ်ဆိုရင်ဘာကတ်တာပဲတီးပါ beginner တွေတော့ကပို့ပြီးလိုပါတယ်ဘယ်ကိုကြိုက်တဲ့ရဆိုင်ကြိုက်တဲ့ဆိုင်မှာဝယ်ပါဘာကတ်တဲ့ဂီတာလေးတွေရွေးချယ်ပြီးတီးပါဘာကတ်မှာပဲဒီစတင်တဲ့ခါမှာပေါ့နော်လက်နာခြင်းပေါ့နော်ဟိုဆောင်ရှားနေမှာဖြစ်ပါတယ်နော်ပြီးတော့နောက်တစ်ချက်ပေါ့နော်ကျွန်တော်တို့ပုံမှန်အဖြစ်တော့ကျွန်တော်တို့ gate တွေပေါ့နော် gate တွေကျိုး gate က9 gate 10 gate 11 gate တီးရပါတော့ beginner တွေကတော့တက်နိုင်တယ်ဆိုလို့ရှိရင်ပေါ့နော်ဟို9 gate ရှာလို့ရ9 gate ရှာတီးပါ10 gate လေးတီးလို့ရပါတယ်တချို့တော့ဖိနိုင်တယ်ပေါ့နော်တချို့ကဖိနိုင်တယ်တော့10 gate ရှာတီးလို့ရတယ်10 gate နဲ့ဒါ10 gate က normal ပေါ့နော် normal နဲ့တီးလို့ရတယ်ဒါမဖိနိုင်ဘူးဆိုရင်9 gate ကိုတက်ပြီးတီးပါ9 gate ဝယ်မရဘူးဆိုရင်ပေါ့နော်ကျွန်တော်မြန်မာကျိုးထဲမှာ0ကျိုးရှိပါတယ်ကျွန်တော်တစ်ကျိုးနေရာမှာ0ကျိုးအစားထိုးမယ်အဲ့ကနေပြီးတော့0ကနေ5ဖြစ်သွားမှာပေါ့နော်ကျိုးကတော့လဲရပါဘူးပုံမှန်အဖြစ်ဆိုကျွန်တော်1ကနေပြီး1 to 6နံပါတ်ကိုထားပြီးတီးတာဆိုတော့လေ
ပုံမှန်အပြောအဲ့တော့လက်မနာပဲနဲ့မြန်ဆန်ဆန်လေးတီးကျင်တယ်ပေါ့နော်ဘရတန်ဂီတာလေးတွေကိုအချိန်တူတူတွင်းမှာချင်းကပ်ချင်တယ်ကော့လေးတွေလက်ပတ်နဲ့တီးကျင်တယ်ဘာညာဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့9K ရွေးချက်ပြီးတီးပါကျိုးလေးတော့နည်းနည်းအေးရပြော့ရဲတီးလို့ကလက်မနာရအတွက်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ဘေကနာစအပြီးတီးမဲ့သူတော့ကတော့ကျိုးပြော့ကျိုးအေးလေးနဲ့ဘာကက်ကလေးတီးတာတော့အကောင်းဆုံးပါပဲဟုတ်ကဲ့အဲ့တော့ကျွန်တော်ပြန်ပြီးသုံးသပ်ရမှာဆိုလို့ရှိရင်တစ်ချက်ရုပ်ထွက်ကကိုအားတန်ရရွေးချယ်ခွင့်ရှိပါတယ်ရွေးချယ်လို့ရပါတယ်နှစ်ချက်အတန်ကောင်းတာကိုရွေးချယ်အကုန်လုံးအတန်ကောင်းတာလို့ကျင်တာဖြစ်တဲ့အတွက်အကောင်းဆုံးဂီတာတစ်လက်ကဆိုင်မှာအများနဲ့ရှိနေပါလိမ့်မယ်ဈေးနှုန်းတူ model တူ brand တူဖြစ်နေရှိတဲ့ဂီတာတွေအကုန်လုံးကိုတီးကြည့်ပါအဲ့ဒီမှာအကောင်းဆုံးတစ်လက်ရှိပါလိမ့်မယ်ကိုကိုတန်ရွေးချယ်နိုင်လို့ရှိရင်ကိုထက်ကျွမ်းကျင်တဲ့သူကိုခေါ်ပြီးတော့ရွေးချယ်ပါနောက်ထပ်ဆိုင်မှာရှိတဲ့ဝန်ထမ်းတွေကိုညီတောင်းပြီးတော့သက်ဆိုင်ရာလူတွေကိုညီတောင်းပြီးတော့ရွေးချယ်ခွင့်ရပါတယ်နောက်ဆုံးကတော့ဘာကတ်တာတော့အကောင်းဆုံးလို့ပဲပြောချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အားလုံးနေ့တမှာပြောချင်းချမ်းမြေ့ကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်